Hello ကျွန်တော်ဗီဒီယိုရရင်ပြန်လည်ကြည့်လိုက်ပါတယ်ဒီမှာတော့ကာကူရာလေးနဲ့အတူ react ကြပါမယ်ဒီဘက်မှာ fast band ကြီးကိုကျွန်တော် glue ကိုပန်းလိုက်ပါတယ်ဘာလို့လဲဆိုတော့အကောင်ရန်အယုံနောက်တယ်အကောင်ကလေးဗတ်ထဲမှာလည်းရန်စိတ်တော့ခါပြီးတော့ here big အချိန်ရောက်တော့ကျွန်တော်ကာကူရာလေးအစားကတိတာကင်မလို့ပေါ့နော်ဒါပေမဲ့ enemy ဘက်မှာ Franco ပါနေလို့ကာကူရာပဲကင်လိုက်ပါတယ်ဒီပေါ်မှာတွေ့နေ MSC ဟာလေးကိုတွေ့လာအဲ့ဒါကိုနှိပ်ပြီးတော့လောင်းလိုက်နိုင်လို့ရှိရင် quite နေရမယ်ရှုံးသွားလို့ရှိရင်တော့ဘာမှမရအောင်ခုလေးကတော့ပွဲရစားပါပြီကျွန်တော်တို့ INL ကိုဖဏကိုဖြုတ်ပြီးတော့ဒီ lightning traction နဲ့ကနေပြီးတော့ကျွန်တော်ဒီအပြန်အားလေးကမှ damage လည်းပြင်းသလိုနည်းနည်း damage ကပြင်းသလိုဒီအားလေးပါပေါ့နော်ဒီ INL ဆော့ထွက်လို့ရတော့ဒီ live ရပေါ့နော်ခုဆိုရင်ဒီမီနူဒေါ်လာလို့ကျွန်တော်ကဝင်လိုက်တယ်ဒါပေမဲ့လည်းအကောင်မှာ profile နဲ့ပြီးသွားတယ်ဒီမှာကျွန်တော် cushion ကိုတက်ဖို့လုပ်နေဘာစားနေအားနဲ့တက်လိုက်တာပေါ့မရဘူးဒါပေမဲ့နောက်ဘက်ကဟဲ့ပါရပြန်လျှော်သွားလိုက်လီယာကိုလည်းတက်ဖို့လုပ်လို့ရတယ်ဒါပေမဲ့မတက်တော့ဘူးကွာဘတ်ကြီးကလည်းတန်းလိုက်ဆိုဘတ်ကြီးဘက်ကလည်းရသွားတယ်ပေါ့နော်အခုဆိုကျွန်တော်တို့ channel ဘက်ကဖတ်မှာပေါ့ဒီဗက်ဒရိဖြစ်အဲ့လေကျွန်တော်ဝင် join ပေးလိုက်တာကေးတကေးရပါပြီးတော့ flicker နဲ့ထားလိုက်လိုက်တော့ကေးရပါ3ကေးရမှာ2ကေးပဲရလက်ဘူးကယူလာလားမသိဘူးဟိုဘက်ကနေပြီးတော့ RD flicker နဲ့ဝင်မှာကြားတယ်ဗတဲ့စနေပြီကျွန်တော် flicker သုံးမှုလုပ်လိုက်တာမသုံးဒါပေမဲ့ကေးလေးပြင်းတဲ့မပြေဘူးဒီ flash UC ပြန်လာအဲ့နေကျွန်တော်လည်းအသေးရပြီးလိုက်တာတပိတ်ကေးပါဆိုကျွန်တော် ASIA ကိုတက်ဖို့လုပ်နေတာဒါပေမဲ့ ASIA ကကျတော့ကျွန်တော်တက်ဆံမလို့ဆော့ဆော့ထင်လား ASIA မသေးဘဲနဲ့ကျွန်တော်ပြန်သေးသွားကြေးတော်သေးသူတို့ record မပြလို့ record ပြကျွန်တော်တို့ပြန်လို့လာပဲရှိတယ်ဒီဂျပန်မှာအကျော်ရထောင်ကျွန်တော်လာတန်းတာတရှိမကနေပြီးတော့ဒီထီလေးနဲ့ပြပေါက်တာခေါင်းလာလို့ဆိုပြီးသေးသွားကြေးမပိုက်ပြူမှာလှုပ်ချလိုက်ပြန်ပြီထီကိုဟိုဘက်ချရတာအာဒီကြိုက်သွားတခါလေးတန်းလျှော်ကနဗီယာမိုင်ဒီမှာအုပ်လို့မသေးတာဝင်ဖြတ်စားလိုက်ပါအောင်မရှားသွားအဲ့သူ့ရဲ့မိသားစုရဲ့နောက်ကနေအုပ်စုလိုက်လိုက်လာကျွန်တော်တက်မယ်ဆိုကျွန်တော်အဲ့လိုပဲကျွန်တော်အတင်သားရန်တဘောကောင်းတာအဲ့ဒါဒီမှာ rubber ကြီးဖြတ်ဆိုင်ဒီမှာကူရှင်မရက်တကွက်လာပြစိုက်ကလုံးဝိုင်းနဲ့အာဒီနဲ့ထွက်ပြေးသွားဘာမှမတက်လိုက်ရကျွန်တော်လည်းရှိတဲ့ immune နဲ့လိုက်ပြီးတော့သူ့စကင်းနဲ့လိုက်တက်လာရှော့ပါအဲ့ဒီမှာသူ့လူသေးလို့လာခဲ့တာတဲ့ကျွန်တော်ဘက်ကမီနူတော်ကြီးထောင်ရကျွန်တော်ကလည်းအဲ့မှာနဲ့ဝင်ပြီးထီးနဲ့ပြတ်ပါလေသူကတန်းရှော့တပည့်ဒီမှာလေးကြောတင်တာမသေးသွားပါဘူးတဲ့ကျွန်တော်ပဲပြန်သေးသွားတယ်ဒီမှာကြည့်အခုမှလည်းအခုစလုံးတော့ wide လေးနဲ့အမှအချိုးပြူပြီး damage အခုဆိုရင်ဘတ်တဲဆိုင်နေတာမီယာမာကြီးအရှိကနေပြီး Superman ဝင်လို့ပြီးသွားတက်တာရှော့သွားအဲ့နဲ့ဘာမှလပူကလိုက်မယ်ထင်လို့လိုက်တက်တာဒါပေမဲ့လည်းသူကမလိုက်တော့ဘူးဒီ Alice ရဲ့ဘတ်ကြီးလိုက်သွား Alice ကတပည့်ကြီးပေါက်ပြီး trip ကျွန်တော်လည်းဒီလပူကျွန်တော်လိုချင်လို့ဆိုပြီးလိုက်သွားစကိုင်းပေါ်ဆိုထည့်တာတော့မှမရဘူးတဲ့ Alice မှာပဲရသွားအဲ့နဲ့ lock ပြီးတန်အဲ့ဒါပေါ့ရှင်မဆက်ဆက်ပြပြကွက်လေးနဲ့တက်ပေးလိုက်တာမူပတ်လက်ကြီးပြောတာဒီမှာလဲ Franco ကြီးထိုက်ရတာ Franco ကမှအိတ်တာတော့လူလိုမဟုတ်ဘူးဘိုက်ကြီးပူနောက်ဆုံးမှာတော့ပွဲလေးကတတရရလေးနဲ့ပဲ Victory လိုပဲဘယ်လို MVP ရမယ်မသိပါဘူးမြင်အောင်နေကျွန်တော်ရမှာမဟုတ်ပွဲရမှာစကိုင်းပြတ်စားထဲသူကကေးပြရစကိုင်းပြတ်စားမထဲသူကကေးရအောင်ငင်းချင်းနေပေါ့နော်ဆော့ရှုံးမြင့်ချင်းနေရတယ်ဗီဒီယို recording ဖန်တာအများကြီးပဲအဲ့ပုတ်ဒီရှုံးနေတာတော်တော်ရှုံးလို့ဆိုပြီးဒါပေမဲ့လည်းတင်ပေးပါပဲနောက်ကြည့်တာ MVP တော့မရဘူးဒီမှာကြည့်ဘာလဲထီးတွေလာပြီးပြရတယ်ဘယ်လိုလဲဆိုတော့အမှတန်ရသွားတာနိုးရဲ့မီနူတော့နိုးမရတော့ကန်ကောင်းတော်သေးရဲ့ဒီမှာရွှေရမှာပဲကောင်းကောင်းလေး MVP ရအောင်ဆော့ပေးရမယ်နော်ကြည့်ရှုအောင်အခုလာနေရဲ့ MSC ကြောင်းရှင်းပြ2026 MSC hero ကတော့ second ကတော့ Boxia ရဲ့ MSC ရမလဲဆိုတော့ game ကို login နေဝင်မယ် MPB Right Super Run နေ classic တွေ bro တွေသွားဆော့မယ်ပြီးရင်ပွဲ30 40 50 60အဲ့ဆိုတော့သူပြောရတဲ့ဒီ second event ရွှေရပါမယ် Boxia ရဲ့ MSC Atlas ရဲ့ Fasher ရဲ့ MSC လောက်ရဲ့ Dimo ရဲ့ MSC ရဲ့ MSC တို့ပါမှာပါတခြား border တွေ emote တွေနဲ့တခြား ambulance တွေလဲလွှဲရမယ့်ဟာတွေ coin တွေနဲ့တခြားဒီပေါ့နော် second try get ပေးတာတွေအပြန် fragment တွေဒါရတော့သူတို့ရဲ့အကွာအကန့်အသတ်နဲ့လဲယူလို့ပါရမှာပါ Boxia Valentina Atlas နဲ့ Fasher တို့တော့ quite 3000ကလာလီယိုမော့နဲ့ဂျော်ဟက်ကိုတော့16500ကွိုင်းနဲ့လဲနေအဲ့လိုမှမလဲချင်ဘူးစောစောလို့ကြည့်နေဆိုရင်တော့အောက်မှာပြထားတဲ့အတိုင်း 20% off နဲ့916လုံးတိုင်းမို့လဲရမှာပါအခုဒီ UNG အတင်းကိုအားပေးမှုအတွက်ဘယ်လိုလုပ်အောင်လဲဆိုတာကြည့်ပါဒီမှာဆိုရင် Champion Cast ထဲကိုဝင်လိုက်ပေါ့နော် Champion Cast မဝင်ရင်လည်းဒီ UNG ကိုနဲ့ပြီးလို့ရှိရင်ဒီ Wishing Well Win This Match ဆိုအောင်နဲ့ပြီးရင်အမှဒီကွိုင်းတွေကိုလောင်းလို့ရပါတယ်ကျွန်တော်တို့ဒီလောင်းတာဘာကောင်းတိုးလဲဆိုတော့ဒီနိုင်သွားလို့ရှိရင်ပေါ့နော် UNG ကကွိုင်းတွေအများကြီးရပါတယ်ဆိုရင်2နာရီခွဲလို့ပေါ့နော်ဒီ participant in cast one time during this event မှာအားကြောင့်ကျွန်တော်ဒီနောက်စကွန်ရတာလေဒီလိုမျိုးဒီမှာလှလဲလို့ရပါတယ်တခါလေဒိုင်မို့20သုံးပြီးတော့ဒီ star like ကလို့ပဲဒီ max ဖောက်လို့ရတယ်မှာဆိုရင် Valentina စကင်ပြီးတော့နေတဲ့ပေါင်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုကနောက်ထပ် update တွေနဲ့ပြန်လာမှာပဲ bye bye